ကျွန်တော်ရဲ့တတ်တာထဲမှာသွားရင်နဲ့လမ်းပိတ်မိသွားတာဘလို့ဆက်သွားမှမသိတော့ဘလို့အရှိကိုဆက်လန်းရမှမသိတဲ့အခြေအနေမျိုးကျွန်တော်လူတွေကြုံပါလိမ့်မယ်ဆုတောင်းနေရင်းနဲ့ဆုမတောင်းကြတော့တဲ့အခြေအနေမျိုးကျွန်တော်တို့ရဲ့တတ်တာထဲမှာကိုးကွယ်နေရင်းနဲ့ဘာဖြစ်လာလဲဆိုတော့အဲ့ဒီကိုးကွယ်နေရင်းနဲ့ဘလို့ပြောတခုခုကကိုယ်စီးသားနေတယ်လို့မျိုးတကားပိတ်မိနေတယ်လို့မျိုးအရှိကိုဆက်လို့မရတော့တဲ့အခြေအနေမျိုးအဲ့လိုအခြေအနေမျိုးရင်ဆိုင်လိုက်ရတိုင်းမှာသင်လိုအပ်နေပါလဲဆိုတော့လိုက်ပြောင်း breakthrough ဒီနေ့တင်းရဲ့အသက်တာထဲမှာလည်းပြောဝิญญาမှာလည်းပြောတင်းရဲ့အသက်တာမှာ breakthrough ဆိုတာလိုအပ်တယ်ဒီနေ့ကျမ်းစာထဲမှာကြည့်တဲ့အခါမှာဘုရားသခင်ရဲ့လူတွေရဲ့အသက်တာထဲမှာလည်းအဲ့လို breakthrough မျိုးလိုအပ်တဲ့ခါတိုင်းမှာဘုရားသခင်အဲ့ဒီ breakthrough ကိုဘာဖြစ်လှုပ်ဆောင်လဲဆိုရင်အဲ့ဒီ worship ဆိုတဲ့ချီးမွမ်းကိုးကွယ်ခြင်းဝတ်ပြုကိုးကွယ်ခြင်းထဲမှာ breakthrough ကိုရစေတာဖြစ်တယ်တနည်းအားဖြင့်ပြောမယ်ဆိုမိသားစုထဲမှာခက်ခဲခြင်းနဲ့ဆိုင်တဲ့အရာလားဝေကြေးခက်ခဲခြင်းနဲ့ဆိုင်တဲ့အရာဒါမှမဟုတ်စိတ်ပြတ်အားငယ်မှုနဲ့ဆိုင်တဲ့အရာလားအဲ့လိုအချိန်မှာကျွန်တော်တို့လူတွေကအဖြေရှာတတ်ကြတယ်ခါလေကြရင်ကိုနီးကိုဟန်နဲ့ပုံဖော်တတ်ကြတယ်ဒါပေမဲ့ကျွန်တော်ပြောပြရင်ကျမ်းစာထဲမှာဒီနေ့ကျွန်တော်တို့လေ့လာရမယ့်အရာတကွာ breakthrough မတိုင်ခင်မှာ worship ဆိုတာရှိတယ်ဒီကျွန်တော်ယုံကြည်သူတွေအသက်တာထဲမှာလည်းတခါလေကြရင်သင်ရဲ့အသက်တာမှာကြုံတွေ့လာရတဲ့ခက်ခဲခြင်းပင်ပန်းခြင်းရောက်လာတဲ့ကွာကျွန်တော်ရဲ့နှုတ်ရှာပါးစကားဘာတွေထွက်နေလဲအဲ့ဒါအရင်စဉ်းစားဖို့အရေးကြီးတယ်တကောင်ရန်ချိန်၌ပေါလုနှင့်သီလာတို့သည်ပထနာပြု၍ဘုရားသခင်ကိုချီးမွမ်းလျက်တခြင်းဆိုလေ၏ထောင်ထဲမှနောင်ဖွဲ့ခြင်းကိုခံရတော့သူတို့သည်လည်းနားထောင်ကြ၏ပေါလုနဲ့သီလာချီးမွမ်းနေတဲ့နေရာဟာနန်းတော်မှာမဟုတ်ပေါလုနဲ့သီလာချီးမွမ်းနေတဲ့နေရာဟာအခုလိုဘုရားကျောင်းထဲမှာမဟုတ်ဟယ်လိုပေါလုနဲ့သီလာချီးမွမ်းနေတဲ့နေရာ revival service မဟုတ်ပေါလုနဲ့သီလာချီးမွမ်းနေတဲ့နေရာအောင်မြင်မှုကြားထဲမှာအမလေးယေရှုတော်ပဲဒီနေ့ငါတို့အေဝံဂေလိဝင်ကားလိုက်တာတယောက်မကြံယေရှုခရစ်တော်လက်ခံသွားတယ်အမလေးပြောစရာအဲ့ထဲမှာချီးမွမ်းနေတာမဟုတ်ဘူးတတိထားပါသူတို့ချီးမွမ်းနေတဲ့အရာဟာထောင်ထဲမှာဘုရားသခင်ကျွန်တော်တို့ရဲ့အသက်တာထဲမှာအချင်းနေပေါ်မူတည်ပြီးတော့မှကျွန်တော်တို့ရဲ့ကိုးကွယ်ခြင်းကိုပြောင်းလဲစေကျွန်တော်ဘုရားမဟုတ်ဘူးဒီကျွန်တော်နားလည်စေခြင်းတဲ့ຢာတကွာပေါလုနဲ့သီလာဟာသူတို့ရဲ့အသက်တာမှာဘုရားအမှုဆောင်နေနဲ့ခက်ခဲခြင်းရောက်သွားတော့များလဲကိုးကွယ်ခြင်းမပြောက်ကိုးကွယ်ခြင်းဟာအချင်းတွေပေါ်မှာမမူတည်ဘူးအစင်မပြေတဲ့အချိန်မှာအစင်ပြေနေတဲ့အချိန်မှာကိုးကွယ်တယ်အစင်မပြေနေတဲ့အချိန်မှာလည်းကိုးကွယ်တယ်အဲ့ဒီကိုးကွယ်ခြင်းကပဲဘာဖြစ်စေလဲဆိုတော့နမိတ်လက္ခဏာကိုဖြစ်စေတာဖြစ်တယ်အဲ့ဒီကိုးကွယ်ခြင်းကပဲထောင်တကားကိုပွင့်စေတာဖြစ်တယ်ဟာလေလုယာ